ဒီနေ့ကနေပြည်တော်ဘက်မှာရှိတယ်ဗုဒ္ဓကာရာပေါ့နော်ဗုဒ္ဓကာရာကိုသွားလိုက်မှာပါမအဝိုင်းရောက်ပြီမကြည့်နော်တဲပဲလားအခုဒီဟဲ့အဝိုင်းရောက်ပြီတဲမင်းကြီးလေးရဲ့ Continue for 3/4. ရှောင်းဘာနေတာဆဲ 800 feet, turn left to stay on Masatari Road. Exit the roundabout. ဟုတ်တယ်လမ်းပွင့်လားအိုးဒီလမ်းကတော့ဆိုးတယ်လင်းလို့လို့လားမသိဘူးနောက်လို့ခွာပြရတယ်အဲ့လိုခွာတာဒီနားမှာတော့လမ်းကတော်တော်ကျန်းနေပါတော့ဘာတွေလဲပေါက်ပြီးတော့ထောက်သွားမှာဆိုလူကရောက်ပါတော့မယ်နောက်ထပ်မြန်မာနဲ့5မိနစ်6မိနစ်ဆိုရောက်ပါတော့မယ်မကြာပါဘူးတော့နိုင်ခွဲတော့မကြာဘူးလောက်ထားရှောင်းဟာဟဲ့ပြည့်စည်နေ ဒါရှောင်းကြီးဘုရားကရောက်လာပါပြီဒါဒုတိယဘုရားက刚才我一步要多嘛，一步。我这下 ဘုရားကရာ 我这 Turn left. ရင်ရနာက1000ပေးရပါလေပချိုးလူပေးထားတယ်ပေါ့နော်အိန္ဒိယဘက်ဗုဒ္ဓဂါယာအစစ်ကဓပုံတွေပေါ့နော်မှတ်တမ်းတင်ထားတဲ့ပုံတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီတောက်လျှောက်ပြထားတာပေါ့အပြင်းပြန်ထွက်လာပါပြီပေါ့နော်ဒါတော့အိမ်နာပါပေါ့နော်ဒါတော့အိမ်နာဒါတော့ပန်းချံလူပုံစံလေးပေါ့လူကံပုံဘေးမဲ့တော့ရဲ့ဟောဆန်ဖွာပေါ့နော်အဲ3စုထပ်သွားဖိုးရမှာပေါ့ခုတော့ခရီးစဉ်စားပါပြီဘေးမဲ့တော့ဥယျာဉ်နဲ့ဘေးမဲ့တော့တဲ့ဘေးမဲ့တော့နဲ့ကျောက်စီအိမ်ဒီမှာကောင်လေးတွေရေသမင်းနေယုံနေကြက်တွေထားတဲ့ဝင်းနေပေါ့နော်အဲ့တွေကိုဝင်လို့ရလားဆိုတော့ဝင်လို့ရတယ်တဲ့တော့ကျွေးနေပြီတော့ကြည့်မယ်ဝင်ကြည့်လို့ရလားယေးလာခဲ့တတလာ
ရမယ်ဒီ မောင်ကြည့်ကြည့်ပြီးတော့ဘောင်းချယူထားလိုက်ပါနော်ပုတ်ပြလိုက်မှာမဟုတ် အော်ငါသားလေးကကင်တက်လိုက်တာ တော်ဖတ်လိုက်ပါဖေဖတ်လိုက်တော်ဖတ်လိုက်တော်ဖတ်လိုက်မဟုတ်အကောင်လေးကိုဖတ်လိုက်အေးဟုတ် အိုးချစ်တယ်တရလေးအောင်နေသမင် channel ဝင်ရတာဗောနော်ရမ်းပြုတ်အကောင်နေဒါပေမဲ့သူတို့ကတော့လူတော့မရင်ဘူး ပုတ်ကြောက်တယ်ဂျုံနဲ့ခွေရဲ့တကောင်ပဲရင်နေမကောင်ကနေဘူးသားလုံးတာဟုတ်ကောမအကောင်ခင်နေဟာ ကလေးတွေလည်းရမ်းပျော်တယ်ဗောနော်လူကြီးတွေဆိုလည်းတရိတ်ဆန်ချစ်တဲ့လူတွေဆိုတော့ရမ်းပျော်မှာရုံဖမ်းတတ်တယ်ဒီမှာကြည့်ရုပ်လေးကကိုရှိလာတဲ့ရှိရဆိုဘေးမဲ့တော့ကနေပြီးတော့ပြန်ထွက်လာခဲ့ပြီဗောနော်ဟိုချွေးစရာလေးလမ်းလေးက သူမဆောင်နေတော့ဖေရတရားဝင်ဟောတော်မူရာတိတ်တိပထနာမိဂရောတော်တော့ဘာလို့တာလဲ ကျမဖေညွန့်ကဘလို့ဘူးညွန့်လိုပဲလာတာစားတာ တာယူစားနေတော့တာ ဟုတ်လေတခုဘက်မှာစာဖတ်တယ် ချွေးလိုက်ရအမေက ကောင်းမှာခုနတားလက် ဘာလို့ပြောဖို့လဲ အေးနော် ပြော အေးရှိုး လင်းရောက်ပြီကော တယ်နော် ဟုတ်လေစက်တယ် တချို့နေရာတွေကလေငလင်းလောက်ထားလို့ဗောနော် တူလေးအောင်မ တော်တော်ပျက်စီးနေရတယ်လေတွေ့ရတယ်ဗော ကျောင်းတော်တဲ့ကျွန်း2000ပဲရှိရယ်ဒီရဆို1000ပဲရှိရယ်ဒါ3500အောင်တာ3000နဲ့ယူတဲ့ဒီကျန်ဟောစီဒီကိုဖိုးပြီးပါပြီဆိုတော့ဟိုစံစီဒီပေါ့နော်အဲ့ဘက်ကိုဆက်သွားနေပါပြီ အိုးအုတ်ဒီတော်ပေါ်ဘီဘီဂျုံမလက်စောပြပရိနေမှာစာပေါ်ပြန်ကြည့်တော့ လာလာလို့တာယာယာအေးတာယာယာ ဟာဘလို့တွေတော့ အပေါင်းရှိရောခင်ဗျာ ဟိုမလေး ပိတ်ထားတယ်ရဲဝင်ရဖို့လူဝင်တော့ဟိုအဲ့ရှိတယ် ဟိုဘက်တစ်ချက်တော့ကြည့်အောင်မယ်ဒီလောက်ရောက်လက်ချနေတော့မလီလာတော့ကြည့်အောင်ချစ်တော်လို့ရလား မြတ်စွာဘုရားပြိဋိဘံဆန်နဲ့ဟိုပုံတူရုပ်ထုပေါ့နော်ဗုဒ္ဓဂါရာရုပ်ထုလို့ပုံစံလောက်ထားတာထင်တယ်ဖျားခြေရင်ဘက်ကနေပတ်ရင်နဲ့ကျမ်းမာကြီးခြူချတယ်ဆိုပြီးတော့ပြောနေရပါတော့ကိုရီးယားတော့အလိုယုံကြည်ရောတိတ်မရှိဘူးအဲ့လိုယူဆရှိပါဘူးနော်ဟိုအနောက်ကိုဝင်လို့ရလားမသိနော်အနောက်ကအဲ့လိုဘဲဥကြီးအနောက်ကအဲ့ဒါဝင်လို့မရဘူးတဲ့အဲ့ဒါနဲ့ခရီးထက်ဆက်လာခဲ့တယ်ပေါ့ Oh my god
ဟောစီဒီပေါ့နော်ဟောစီဒီရဲ့ဆန်စီဒီရဲ့ဖူးပြီးသွားတဲ့အချိန်မှာအခုကတော့ဖွားစီဒီကိုသွားဖူးရမှာပေါ့နော်အဲ့မှာကလေးလေးကြက်ဥလာလာရောင်းနေပေါ့နော်နှလုံးမှတစ်ထောင်ပဲတော်တော်တန်ပါတယ် ไม่ใช่ปูเลยตอนรู้เลยมัสยีบูมัส အခုပုံစံလေးကြည့်ရတော့လို့အဆောက်အဦတစ်ခုကိုတူးဖော်ရမိတဲ့ပုံစံကိုပြန်တူပါထားပါတော့ဗုဒ္ဓဂါယာဘက်မှာဆိုရင်ဒါမြတ်စွာဘုရားနဲ့ပတ်သက်တဲ့အဆောက်အဦတစ်ခုကိုတူးဖော်ရရှိထားတယ်လို့ပုံစံပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့တူပါထားတဲ့ဒေထင်တာပဲပေါ့ဒါကတော့အနောက်ဘက်ပန်းချံပေါ့နော်ဒီဖျားတစ်ခုမှာပန်းချံရှိမယ်ဟို toilet လေးတွေရှိကြရပေါ့တစ်ခုစီတိုင်းမှာငါတို့ရိုက်တယ်အခုကပန်းချံနေတွိုင်လက်ကိုသွားမှာပေါ့နော်တွိုင်လက်သွားပြီးတော့ပြန်ကြတော့မှာပေါ့အခုတွေ့ရတဲ့ကန်ကကြတော့မဲတော်မာယာရေတန့်စင်ရရေကန်တော်ဆိုပြီးတော့ပေါ့နော်ဆိုင်းဘုတ်တွေ့ရတယ်ရေကန်မှာတော့ရေညှိအများကြီးပဲပေါ့နော်ညနေဆောင်ချိန်ဆိုလीဖျားဖူးလို့ဒါကောင်းနေဖျားရဲ့ပေါ့နော်ဒီအဆောက်အဦပုံရိပ်ကရေကန်မှာပြန်ပေါ်နေရလေးလေဟိုတစ်မျိုးလေးပဲဟိုတစ်မျိုးလေးခံစားရပြောရမှာပေါ့ အမသူနို့ ရေကန်နဲ့ပြစ်ချလိုက်မှာ ခရီးထွက်တိုင်းခွေးစာကြောက်တော့ယူလိုက်ပေါ့နော်ဒီလမ်းမေးခွေတွေးလို့ရှိရင်ဟိုအာဟာရကုသိုလ်ပြုတာပေါ့ပြန်လာပါပြီပြန်ထွက်လာပါပြီအခုတော့ပြန်လာပြီပေါ့နော်ဒါတော့ပထမဆောင်ဝင်ခဲ့တဲ့ဖျားပါစမ်းချောင်းလေးတစ်ခုတော့ဖြတ်ရတယ်ပေါ့နော် ဆောင်းရှိကားလမ်းကြီးဆောင်းဖြတ်တာတော့နော်ဒီဆောင်းမဖြစ်နိုင် နာကျန်းနေဒီတစ်ချက်ပေါ့နော်ငလင်လှုပ်ထားတဲ့အချိန်နဲ့လမ်းဒီဘက်ကိုများများယူလိုက် အဲ့ဘက်ကသွားမလားဟိုဘက်ကဒီဘက်ကကွာ ဒီဘက်ကိုမသွားနဲ့ဒီဘက်ကိုယူလို့ဒီဘက်ကအမြင့်လေဟိုဘက်ကအနှိမ့်လေအပြောတယ်လို့မတော်ဘူးဖေးဟိုမှာခဲတစ်လုံးထိမှာဆိုတော့အိုးထိသွားပြီအမရငါတွားကြည့်ချင်လို့အလေကခဲကြီးရလေဒီထိတယ်ပေါ့နော်ကိုရီကားလည်းထိရဆိုတော့နည်းနည်းလောက်ကူညီနိုင်တယ်လို့ကူညီမယ်ဆိုပြီးတော့လမ်းကုသူယူတယ်ပေါ့နော်ကိုရီအလေရခဲကကားဝမ်းဘက်ကိုထိရပါတော့ဒါပေမဲ့ခဲကလုံးဝဖယ်မရတော့ဒီဘေးကဒီဘွက်အိုင်နေရာမှာကားနဲ့လျှောက်လို့ရအောင်နည်းနည်းထက်ကမှနေနဲ့လမ်းခင်းပေးကြည့်ရပါတော့
ဖြည်းဖြည်းချအကုန်အေးဟုတ်တယ်လွတ်တယ်နော်အခုခရောင်းကကြတော့သူကလေအောက်ပိုင်းနေနော်လေဒီ1 byte ထီမှာဆိုလို့အဲ့လိုပေါ့နော်ဝိုင်းပြီးခုပေးနေကြတယ်နောက်ဆုံးပေါ့နော်ဒီအလေရထောက်နေတဲ့အတုံးကြီးပဲအဓိကဖယ်ကြည့်မယ်ဆိုပြီးတော့ try ကြည့်နေတာပေါ့လမ်းသွားရင်ဒီကိုကြီးကအခုလုပ်ပေးရပါတော့ဟိုသူလည်းကြည့်မနေနိုင်တော့လို့လေနောက်ဆုံးသူလုပ်ပေးမှာပဲအဲ့အတုံးကြီးကကွာသွားတော့လေဒီပါဆိုကုတ်အားပဲလို့အကေဟိုနာလေးမှချပေးလိုက်နေအရန်ဘွဲအိုင်ဖြစ်နေနိုင်ဟိုလားအေးအဲ့နာလေးချပေးလိုက်ပါလားညမှာနော်1 2 3ဖြည်းဖြည်းချဘွဲအခုတော့ကိုရီတဲတဲ့နေရာစီကိုပြန်လာနေပေါ့နော်တချို့အဆောက်အဦတွေပျက်စီးနေတာတွေ့ရပါတော့ငလင်လှုပ်ထားတဲ့အချိန်ကြောင်းပဲဖြစ်မိတယ်နဲ့အဲ့လောက်ပျက်စီးနေတာဆိုတော့ကြတော့လေပိတ်လိုက်ရပြီထင်တယ်နော်အခုကတော့နောက်တစ်နေ့မနက်အစောပိုင်းပေါ့နော်ရန်ကုန်ပြန်လာနေပါပြီစာပြန်လို့ချင်းအပြောဆုံးနေအပြန်လမ်းမှာတော့မိုးရွာပေါ့နော်တော်တော်သတိထားတော့မောင်းရတယ်မိုးကအရန်တဲဆိုတော့လေအမေအောင်ကားလောက်တာတော်တော်လုံးအေးโอเคလေးလေးတူတူရဲ့တာတာချီရရဲ့ချီတာဘောဆွေးရပဲတူတူတူရှိတယ်မိုးချိန်မှာကျင်းခဲ့တဲ့တွေပြန်သွားကြသလိုဝဲဆုံးလွင်ခြင်းဘဝရဲ့ချစ်တွေကိုအစားသာပြန်မြူခြင်းအပျော်ဆုံးတွေဘဝရဲ့ခဲ့ပြီရင်ခုန်တွေကိုပြန်ကြတဲ့ခိုင်မှာတန်တာကြီးမှာခွဲတကယ်တော့မဟုတ်ခဲ့တာညနာတဲ့ခံကိုပေါ်မရတဲ့ဘူးအမှန်တရားမှာတဲ့စီမတရားရရှုံးပေးလိုက်ဒီဘဝမှာခွဲချင်နာလားချစ်သူလည်းမရှိတော့ပြီ